ဒီမိန်းကလေးကတကယ်ကိုထူးဆန်းပါတယ်သူကိုယ်တိုင်ငိုနိုင်ဖို့အတွက်သူ့မျက်နှာကိုသူကိုယ်တိုင်လက်တီးနဲ့ထိုးခဲ့ပါတယ်ဒါနဲ့တင်မလုံလောက်သေးဘူးလို့ခန်းစားရတဲ့အခါမှာတော့ဘယ်သူမဆိုချက်ချင်းငိုသွားစေနိုင်တဲ့ကြက်တုံနီတွေနဲ့မုံညင်းစီတွေကိုသုံးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီရဲ့အကျိုးသက်ရောက်မှုကဒီမိန်းကလေးတယောက်တည်းအပေါ်မှာတင်မဟုတ်ပါဘူးဒို့ဖယ်လန်တီဆဲဆာရဲ့ကိုယ်ဆိုဖြစ်သူတဲအထားပါလိုက်ပြီးမျက်ရည်ကျလာခဲ့ပါတယ်တကယ်တော့ဒီမိန်းကလေးဟာပင်လယ်မျိုးနွယ်စုရဲ့မင်းသမီးလေးဖြစ်ပြီးတဲအထားရဲ့အသက်ကိုမတော်တက်ကယ်တင်ခဲ့ဘူးသူဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုကယ်တင်ရင်းနဲ့ပဲပင်လယ်မျိုးနွယ်စုရဲ့အဖိုးတန်ပစ္စည်းဖြစ်တဲ့ပင်လယ်မျက်လုံးဟာဘဲအထားရဲ့ကိုယ်ထဲကိုမှားယွင်းပြီးရောက်သွားခဲ့ပါတယ်ဒီအတွက်ကြောင့်မိန်းကလေးဟာပင်လယ်မျိုးနွယ်စုကနေနင်းထုတ်ခံရပြီးလူလောကထဲကိုအဲ့ဒီပစ္စည်းပြန်ရှာဖို့ရောက်လာခဲ့တာပါပင်လယ်မျက်လုံးမရှိတဲ့အတွက်သူမမှာဘာမော်ပညာမှသုံးလို့မရတော့ပါဘူးအဲ့ဒီပစ္စည်းကိုလိုက်ရှာရင်းနဲ့တဲအထားရဲ့ကုမ္ပဏီအဆောက်အုံထဲကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့လုံခြုံရေးတွေကသူမကိုသူခိုးလို့ထင်ပြီးလိုက်ဖမ်းကြပါတယ်ဒါကိုမြင်တဲ့အခါမှာတော့မိန်းကလေးကကြောက်လန့်တကြားနဲ့ကယ်ကြပါဦးလို့အော်ဟစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အန်တာပွဲကောင်းလောက်အောင်တဲအထားဟာသူမရှိကိုရုတ်တရက်ရောက်ရှိလာပါတယ်တဲအထားကသူဘလို့ရောက်လာတာလဲလို့မေးတဲ့အခါမိန်းကလေးကအမှန်တရားအလုံးကိုပြောပြလိုက်ပါတယ်တဲအထားရဲ့ရင်ဘတ်ထဲမှာပင်လယ်မျက်လုံးတောက်ပနေတာကိုတွေးလိုက်ရတဲ့အခါသူလည်းအန်တာသွားပါတယ်ဒါပေမဲ့ဘာမှမပြောရသေးခင်မှာပဲလုံခြုံရေးတွေကသူမကိုအပြင်ကိုဆွဲထုတ်သွားပါတယ်မိန်းကလေးကတော့ပင်လယ်မျက်လုံးကိုပြန်ရချင်တာပါအရင်တစ်ခါဒုက္ခရောက်ပြီးငိုတော့ကဗရဲအထားရောက်လာတာကိုတတိယပြီးအခုလည်းငိုနိုင်အောင်နေလဲမျိုးစုံနဲ့ပြန်စူးစမ်းနေ